အားလုံးပဲမင်္ဂလာပါချဲရဒီမှာတော့လာသားလေးရနေအသက်10နှစ်ဝင်ကျင်လောက်ထိဝေလို့ရတယ်ခလေးပစိုးချုပ်နေလေးတင်ပေးမယ်ပေါ့နော်အခုဒီပုံစံလေးလိုက်ပြီးတော့ချုပ်ကြည့်ပေးနော်ချဲတို့ပစိုးလေးကြီးကြတော့အောင်သားလေးတွေကကြတော့ကွာဒီလိုပုံစံလေးတွေထပ်ထားပါပေါ့နော်အပြားကြီးကြီးလေးထပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအဝတ်လိုက်တဲ့အချိန်ကျအောက်မှာလို့ဒီလိုပုံစံမျိုးကကကြီးမဖြစ်နေဘူးပေါ့နော်ခလေးဟိုစက်ကက်ကြီးတွေနဲ့မတူနေဘူးအဲ့ဒါလေးပြီးတိုင်းဒါတော့ချဲတို့အပေါ်မှာတရေကျိုးလေးတက်ပြီးတော့ချုပ်ထားတာပေါ့နော်အဲ့တော့ချဲတို့ပိတ်စဘယ်လိုတွက်မလဲပေါ့နော်အဲ့တော့အခုတချို့ရာကြတော့လေဟိုပိတ်စကိုဘေးကနေအများကြီးခောက်တာဆိုတော့ပိတ်လေးတွေပိုကုန်တယ်ချဲတို့ကကြတော့ပိတ်စလည်းနည်းနည်းရောကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ချဲတို့ဒီနီးလေးနဲ့တုံးတယ်ပေါ့နော်အဲ့တော့ခလေးရဲ့ခါပတ်လည်ကိုတိုင်းနောက်ကအဲ့ခါပတ်လည်ရဲ့ဘေးနာကိုချုပ်စာ 1cm လောက်ပို့ပေါ့နော်ဆိုပါတော့ခါပတ်လည်က51ရှိရဆိုရင်52ပေါ့အဲ့ဒီတိုင်းလေးချဲကိုနှစ်ခေါက်ခောက်ပြီးတော့ညှက်ချလိုက်မှာပေါ့နော်ရမယ်နော်51နှစ်ပြန်ညှက်မှာပေါ့နော်ဟိုဆိုပါတော့ခါပတ်လည်က51ရှိရဆိုရင်ချုပ်စာ 1cm ပေါင်း52နောက်အဲ့ဒီတိုင်းလေးနှစ်ခေါက်ခောက်ပြီးတော့ညှက်မယ်နောက်ပြီးသားတဲ့အချိန်ကျရင်အရှိပေါ့အရှိကကြောက်ကိုခလေးရဲ့ခါကနေချင်းမျက်စိနာအထိကိုတိုင်းလိုက်လဲရတယ်ဒီမှာချဲတို့ပေးထားတဲ့ standard size အချိုးလေးနဲ့တိုင်းရင်လဲရတယ်ပေါ့နော်အဲ့ဒီအရှိထက်ကိုတမီးကဘယ်လောက်ပို့ရမလဲဆိုရင်၄လက်မှာ cm နဲ့ဆိုရင်10 cm ပို့ရင်ရပြီပေါ့နော်ပြီးသားရင်နောက်တစ်ခုကကြာဖြတ်ကမဲ့တရေကျိုးเนาะတရေကျိုး size ကကြာတော့ချဲတို့အခုပေးထားတဲ့ဇရာကွက်မှာရှိတဲ့တရေကျိုးခါ size အတိုင်းလေးသွားကျင်လဲရတယ်ဒါမှမဟုတ်ကိုခက်လေးရဲ့ခါပတ်လဲကိုတိုင်းအဲ့ရနေ8 to 10 cm လောက်ရော့ပြီးတော့တရေကျိုးဖြတ်ချရင်လဲရတယ်ခလေးတယောက်နဲ့တယောက်ကကြတော့ခါချိုးတွေကမတူဘူးလေနော်အဲ့ဒီတိုင်းလေးချဲလို့ယူမှာပေါ့နော်အဲ့ဆိုချဲလို့ဒီမှာချုပ်စာ 1cm ထားထားတယ်ပတ်စိုးရဲ့မှတ်လှပေါ့နော်ချဲခုနအမှန်လေးချစ်ထားလေးတွေ့အမားလေးချစ်ထားတွေ့ရနော်အဲ့ဒါကိုအတွင်းမှာထားပြီးတော့ချဲအခုချုပ်ပြတဲ့လိုမျိုးလေဘီတပြားပေါ့နော် 0.5 ထုတ်ပြီးတော့အခုတွေ့ရနော်နောက်လေးကိုနည်းနည်းလေးစုပ်ပြီးတော့ဘီတပြားလေးချဲကိုချုပ်သွားမယ်နော်ဒါကတော့နပေထက်ချုပ်နည်းပုံစံမျိုးလေးပေါ့နော်ဒီချုပ်နည်းလေးကကြာလွယ်တယ်ချုပ်တဲ့အချိန်ကျရင်ပတ်စိုးလိုင်းစင်းလေးတွေအကွက်လေးတွေညှိနော်စောင်းရင်လိန်ကြီးမဖြစ်စေနဲ့နော်ပစိုးတွေတချို့တွေကဟိုလာကြတဲ့ဟိုလိန်နေတာတွေစောင်းနေတာတွေရှိတယ်နော်โอเคဟုတ်ပြီနော်အဲ့ဒါလေးကိုကအဆင်ပြေတယ်လို့ညှိသွားပါနော်ပြီးတော့အခုဒီမှာ 0.5 လေးကိုချက်ကိုခောက်လိုက်တယ်ပြီးတော့အခုဒီလိုပုံစံလေးချုပ်လိုက်တယ်နော်အဲ့ဒါလေးဆိုရင်ချက်တို့လွယ်တယ်နပေထက်ချုပ်တဲ့ချိန်ကျရင်ဒီလိုပုံစံလေးချုပ်ပေးနော်โอเคဟုတ်ပြီအဲ့ဒါလေးကိုအရင်ချုပ်မယ်ချုပ်ပြီးသားတဲ့ချိန်ကျရင်ပစိုးအောက်နာကတော့အနာသားဆိုတော့ဘာမှလုပ်စရာမလိုဘူးပေါ့နော်အပေါ်ပိုင်းချဲလို့ဖြတ်ထားတဲ့နေရာနားလေးကကြတော့ဘီတပြားလေးနှစ်ခေါက်ပြီးရင်လုံးကုတ်လေးချုပ်သွားမယ်နော်ဟိုဟာလေးလုံးပြီးတော့ချုပ်သွားမယ်ချဲပြီးရင်ချုပ်ပြပေးမယ်တစ်ဆက်သေးလေးကြည့်ပေးနော်ဒါလေးကတော့ချဲပြောတဲ့အပေါ်ပိုင်းလေးကိုဘီတပြားလေးနှစ်ခေါက်ချဲပြတယ်လို့လေးခောက်ပြီးချုပ်သွားမယ်နော်ဟုတ်ပြီနော်အဲ့ဆိုရင်ချဲတို့ကနဘေထက်လေးချုပ်ပြီးသွားရင်အခုဒီလိုပုံစံလေးရလာမယ်တမျိုးမြင်အောင်လို့ချဲချုပ်ရိုးလေးကိုအခုအပြာလိုင်းလေးနဲ့ရှည်ရှည်လေးဆွဲပြပေးထားတယ်နော်ပြီးသားလို့ရှိရင်တစ်ဖက်ကိုချဲကို၄လက်မခွဲဒီဖက်ချမ်းကိုလည်း၄လက်မခွဲလေးယူမယ်ယူပြီးသားတဲ့ချိန်ကျရင်ချဲဒီမှာမာကင်လေးမှတ်မယ်ပြီးသားရင်ဒီဘက်ကိုလည်းတစ်လက်မခွဲမှတ်မယ်ဒီဘက်ကိုလည်းတစ်လက်မခွဲလေးမှတ်မယ်ဒါကဘယ်အစိုက်ဘယ်ချိုးပဲချုပ်ပုံသေးပဲပေါ့နော်ပြီးသားရင်ချဲအခုခောက်ပြတယ်လို့လေးခောက်လိုက်မယ်နော်ခောက်ပြီးသားရင်အခုသူ့ရဲ့မှတ်ထားတဲ့အမှတ်လေးနဲ့ခုနကဟိုအလဲပေါ့နော်ရှည်ရှည်ဆွဲထားတဲ့အမှတ်လေးနဲ့သွားပြီးတော့ထပ်မယ်ဒီအမှတ်လေးကိုယူမယ်ပြီးတော့ရင်အခုဒီမှာချဲတို့ခုနကတွေ့ရနော်မှတ်ခဲလေးနဲ့ဆွဲထားတဲ့အမှတ်လေးနဲ့ကိုချဲတို့သွားပြီးတော့ဟိုပါပေါ့စိုင်ပြီးတော့ထပ်မှာပေါ့နော်အဲဆိုချဲတို့အခုဒီလိုပုံစံလေးရလာမယ်နော်အခုဒီလိုပုံစံလေးရလာတဲ့ချိန်ကျရင်ချဲတို့သူ့ရဲ့ဒီအတွင်းမှာတရေကျိုးတက်မှာပေါ့နော်တရေကျိုးကိုကြာတော့သူ့ရဲ့အလဲကိုခောက်ပြီးတော့ရင်တစ်ဖက်ကိုတစ်လက်မခွဲတစ်ဖက်ကိုတစ်လက်မခွဲပုံသေးပဲချဲကိုမှတ်ထားပေးနော်မှတ်ထားပေးပြီးတော့ရင်သူ့ရဲ့အတွင်းကနေချဲတို့ကခောက်ပြီးချုပ်သွားမှာပေါ့နော်ဒီလိုပုံစံလေးခောက်ပြီးတော့ချုပ်သွားမှာအဲဒီအတွက်ကြောင့်မလို့ချဲကိုဘယ်လိုလေးမာကင်လေးမှတ်မလဲဆိုရင်ကြတော့ချဲကူပြတယ်လို့မျိုးလေးသူမှခောက်ထားတဲ့အခောက်လေးတွေ့ရနော်အဲဒီအခောက်လေးကနေဘေးကိုတက်လက်မဒီဘက်ချမ်းလေးကိုလည်းတက်လက်မလေးချဲကိုရှာပြီးတော့မှတ်ပေးပြီးသားတဲ့အချိန်ကျရင်အခုဒီမှာကိုထဲမဲ့တရေကျိုးဆိုင်တက်လက်မဒါမှမဟုတ်တင်းသက်စိတ်လောက်လေးထည့်ရပေါ့နော်အဲဒီရဲ့အပေါ်မှာချုပ်စာလေး 1cm ဝန်းကျင်လောက်လေးချမ်းပြီးသားအခုဒီမှာချဲကိုအခုမာကင်လေးမှတ်လိုက်ပေါ့နော်ပြီးသားအဲဒီအောက်ကနေချဲကတရေကျိုးကိုစားပြီးတော့တက်မှာပေါ့နော်အဲဆိုချဲချုပ်ပြတဲ့အချိန်ကျရင်ပို့ပြီးနားလည်လာလိမ့်မယ်အဲဆိုတရေကျိုးကိုချဲကိုအခုဒီမှာပြထားတယ်လို့မျိုးလေးခွင်းစော့လေးလာပြီးတော့ချုပ်ပေးနော်โอเคခွင်းစုပ်လေးချုပ်ပေးနော်ချုပ်ပေးပြီးသားတဲ့အချိန်ကျရင်ချဲဘာလုပ်ပေးမလဲဆိုတော့ဒါတရေကျိုးခွင်းစုပ်လေးရပါပြီနော်ရသားပြီးသားတဲ့အချိန်ကျရင်ခုနကအခုဒီမှာချဲတို့ဒီကောင်လေးရှိမှာပေါ့နော်ဒီကောင်လေးကိုအခုဒီမှာချဲခုနတလက်မခွဲမှတ်ထားတဲ့အမှတ်လေးရှိရနော်โอเคအဲ့ရနေဒီမှာကြည့်နော်တရေကျိုးချဲတို့ချုပ်စာ 1cm လေးအုပ်တဲ့အနေထားလေးမှာချဲကိုအခုဒီမှာသွားပြီးတော့မှတ်တာပေါ့နော်တရေကျိုးမှာမှတ်ထားတဲ့အမှတ်လေးနဲ့ခုနကခောက်တဲ့ဘေးမှာတလက်မစီမှတ်ထားတဲ့အမှတ်လေးနဲ့ကိုချဲအခုပြတယ်လို့မျိုးလေးဟိုတွေ့လားဆွဲပြီး
ရောနော်အခုဒီမှာပြထားတယ်လို့မျိုးလေးခောက်ပြီးတော့ချုပ်သွားမှာပေါ့နော်တရေကျိုးထက်ကိုချုပ်စာလေး 1cm လောက်လေးပို့ပြီးတော့ချက်ကိုချုပ်သွားမယ်နော် 1cm ပို့လဲရ2စိမ့်လောက်ပို့လဲရနော်ရမယ်နော်နည်းနည်းလေးတရေကျိုးထက်နည်းနည်းလေးပို့ပြီးတော့ချက်ကူးပြတယ်လို့မျိုးလေးတုတ်သွားမယ်ရမယ်နော် okay ဟုတ်ပြီအဲ့ရနေတစ်ဆက်ထဲလေးတရေကျိုးလေးကိုထည့်ပြီးတော့တောက်လျှောက်လေးချုပ်သွားမယ်နော်တရေကျိုးမလိန်စင်းနဲ့နော်ချဲအခုတေချာပြတတ်လို့မျိုးလေးခွင်းစုပ်လေးကိုအလိုက်တင်လေးချုပ်သွားပြီနော်โอเคဟုတ်ပြီဒါချုပ်တဲ့ချိန်ကျရင်တရေကျိုးကိုတက်မနှင်းဘူးနော်ဒီတိုင်းလေးချဲတရေကျိုးထက်နည်းနည်းလေးအုပ်ပြီးတော့တောက်လျှောက်လေးချုပ်သွားမှာပေါ့နော်နော်တရေကျိုးနည်းနည်းလေးဆွဲလိုက်ချုပ်သွားလိုက်အဲ့လိုပုံစံလေးနဲ့ချဲကိုချုပ်သွားပြီဟုတ်ပြီနော်တမျိုးတွေ့ရနော်အဲ့လိုပုံစံလေးတောက်လျှောက်လေးချုပ်သွားပြီချုပ်သွားပေးပြီးသွားတဲ့အချိန်ကျရင်အဆုံးသက်လေးနည်းနည်းစီလှုပ်လိုက်ဆွဲလိုက်အဲ့လိုလေးချုပ်သွားပြီပေါ့နော်ဟုတ်ပြီနော်အဲ့လိုလေးချုပ်ပြီးသွားတဲ့အချိန်ကျရင်ချက်ကိုဘာလုပ်ပေးမလဲဆိုတော့အခုသူ့ရဲ့အဆုံးတန်တာလေးတုတ်ထားတဲ့နေရာနာရောက်လာပြီပေါ့နော်အဲ့လိုမျိုးရောက်လာတဲ့အချိန်ကျရင်အခုဒီမှာပေါ့နော်ဒီအနေထားလေးနော်အဲ့ဒီမှာချက်အခုပြတဲ့လိုမျိုးလေးအပေါ်ကိုဆွဲထုတ်မယ်နော်ဆွဲထုတ်တာကအပေါ်ရဲ့အစလေးကဘယ်လောက်ရှိရမလဲဆိုရင်2လက်မနဲ့2လက်မခွဲဝန်းကျင်လောက်ရတဲ့အထိကိုဆွဲထုတ်ပြီးတော့မှချက်အခုပြတဲ့လိုမျိုးလေးဆွဲသွားမယ်ပေါ့နော်2လက်မခွဲအဲ့ဝန်းကျင်လောက်လေးအပေါ်မှာပေါ့နော်အကြံလေးဆွဲထုတ်ပေးအဲ့ဆိုရင်အောက်ကကိုဆွဲတင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကကကြီးမဖြစ်ဘူးပေါ့နော်ပြီးသွားရင်ချဲအခုချုပ်ပြတယ်လို့လေချုပ်ပြီးရင်ရပြီအဲ့ဆိုပစိုးလေးကလွယ်လေးပဲเนาะအဲ့ဆိုဆွဲထုတ်တဲ့အချိန်ကျရင်တော့အလိုက်တင်လေးညီမျှလေးဆွဲထုတ်ပေးပေါ့နော်အပေါ်ကို2လက်မဝင်ကျင်လောက်လေးခြံပြီးတော့ဆွဲထုတ်ပေးအဲ့ဆိုရင်ချဲတို့အခုဒီမှာခပုံစာလေးကအပေါ်လေးကိုထောင်တက်နေပြီးတော့အခုဒီလိုပစိုးလှလေးရလာလိမ့်မယ်ချုပ်ကြည့်ပေးနော်โอเคဟုတ်ပါပြီ